AI ကခမရကိုတီးပြီလားဆိုတာเนาะကျွန်တော်တို့အခုခက်မှာ AI ကိုပြန်မေးလို့ရတယ်เนาะဆိုတော့ကျွန်တော်ဒီ Gemini မှာမေးထားတယ်เนาะကိုနာမည်နဲ့ဘယ်သူလဲဆိုတဲ့တစ်ချက်ကြည့်အောင် Okay ဆိုတော့เนาะကျွန်တော်ဒီမှာပေါ့เนาะ Gemini ထဲမှာသွားတယ်ပြီးလို့ရှိရင်တော့ဒါသူ့ရင်စွန်ကျွန်တော်တို့မိတ်ဆက်မယ်ပေါ့เนาะ Hello Gemini ဆိုပြီးတော့ပေါ့เนาะသူ့ဘက်ကနေလည်းဟိုမှာပြီးတော့ပြန်ပြီးတော့သုံးပြန်နေပေါ့เนาะHello there, bueno, I'm Gemini, bueno, an AI assistant. How can I help you today? So, I know I need your help. So, I'm ready to help. What can I assist you with today? So, the next meow, Bakuni be am label. Okay, my general Samira, bueno. So, the Macona mean go to know I may, bueno, but to the Tila, bueno, to a below to Susan, to below or search lopele bono so me I know who is Alicia lalam thang bono da chano na me ye lai ra bono blo chin chano please tell me about him in Burmese bono Myanmar lo pyo khai na bono in your best knowledge bono khamya ti de lo bono chano tu me de ma tu Google ma sha be de bono tu at nai song de ma pola be ti la Alicia lalam thang so ra Myanmarနိုင်ငံကကိတပညာရှင်တယောက်ဖြစ်ပါတယ်သူနဲ့ပတ်သက်တဲ့အချက်လက်တွေကိုပါတယ်တွေ့ရပါတယ်တဲ့အတိတ်မဝင်ချောင်းသူဟာ drama ticket to drama တယောက် web ပြုတ်ကိုမှု drama ticket to worship drama တယောက်နဲ့ကိတပညာရှင် musician တယောက်ဖြစ်ပါတယ်တဲ့နော်ဘလို့ရှိရင်တော့ဗာလဲdrum cover တွေကိုတင်ရှိလက်ရှိတယ်တဲ့ဘလို့ရှိရင်ဂီတာ music အဖွဲ့အစည်းသူဟာမြန်မာ Korean တမန်တရှင်များမြန်မာ gospel songs မြန်မာ Christian song ကိုတီးခဲ့လက်ရှိပါတယ်တဲ့သူဒီစမင်း Christian fellowship ပေါ့နော်ကျွန်တော်တို့ဒါမလေးရှားရဲ့ SRCF ပေါ့နော်မလေးရှားအဖွဲ့နဲ့ဆက်ဆက်ပြီးတော့ဂီတလုပ်ငန်းများလုပ်ကန်တွေ့ရပါတယ်တဲ့ဆိုတော့ဒါမဆိုးပါဘူးပေါ့နော်ဆိုတော့ဒါကျွန်တော်သူကိုပြန်ပြီးတော့ကျေးဇူးတင်စကားပြောမှာပေါ့နော်ခုလိုပြောပြပေးလို့အထူးကျေးဇူးတင်ပါတယ်ဆိုပြီးတော့ပေါ့နော်ကျွန်တော်ပြန်ပြီးတော့ကျေးဇူးတင်စကားပြောတဲ့ခါကျွန်တော်အနေနဲ့ကိုကြီးပေးနိုင်ခဲ့တဲ့တဝင်းတာပါတယ်တဲ့အချက်ပါတာများသိရှင်တာမှာကိုကြီးပေးအောင်မလဲခင်ဗျာတဲ့ဆိုတော့ bye bye ပေါ့နော်ပြီးတော့ပြီဆိုတော့ bye bye နော်ဆိုတော့သူဘက်ကနေလည်း bye bye ပါတဲ့ဗျာနော်နောက်တစ်ခေါက်လိုက်လည်းအမြဲကြိုဆိုနေပါတယ်တဲ့ Okay ဆိုတော့နော်စမ်းကြည့်ကြပါအောင် AI ကခမရကိုတီးပြီလားပေါ့နော်ဘာဖြစ်ကျွန်တော်တို့ကနာမည်ကြီးမဟုတ်ရင်တော့မှာပေါ့နော်ကျွန်တော်တို့လှူရှားတဲ့ကျွန်တော်တို့တုံးတဲ့ social media အဖြစ်တာ AI ကခမရဘသူပဲဝဖြစ်တယ်ဆိုတာသူကရှာပေးနိုင်ပြီဆိုတာကိုကျွန်တော်ဒီ video အဖြစ်တက်တည်ပြပေးတာပါစမ်းကြည့်ကြပါအောင်နော် Okayခမရကို Google ကနေဒီ AI ကရှာတွေးပြီလားဆိုရ Okay ရှာတွေးပြီဆိုရင် comment မှာ comment ပေးပါအောင်နော် See you bye